Ya ngã cố quậy lục biểu làm hậu phu, phải rồi là tu của tu gì nhau là làm hậu phu, đó cả mà man đi áo hậu biểu này này bữa cụ rồi là bố đạ lục thì lục biểu đó,အဲ့တော့ဗုဒ္ဓဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးဘောဓုတတစ်ခုပြောအင်္ဂလိပ်လိုရေးတဲ့အခါမှာဗုဒ္ဓလို့ရေးတာလည်းရှိတယ်ရှေ့က article ထည့်ပြီးတော့သဗုဒ္ဓလို့ရေးတာလည်းရှိတယ်နှစ်ခုရှိကြတယ်ရှေ့ကတော်တော်များများတော့ဗုဒ္ဓလို့ပဲရေးတယ် article မပါဘဲနဲ့ဗုဒ္ဓလို့ရေးတာကြတော့နာမည်အနေနဲ့ပုဂ္ဂိုလ်အနေနဲ့ရေးကြတာဗုဒ္ဓဆိုတာပုဂ္ဂိုလ်ပါဠိအနေနဲ့ဆိုရင်အတ္တိကေထဲစရာမလိုဘူးပေါ့သို့တော့နောက်ပိုင်းကျတော့ဗုဒ္ဓဆိုတာပုဂ္ဂိုလ်ရည်ညွှန်းတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ title လို့ခေါ်တယ်ဂုဏ်လူဘွယ်တူတစ်ခုပဲပေါ့ဗုဒ္ဓဆိုတာဘုရားရဲ့နာမည်မဟုတ်ဘူး title သာဖြစ်တယ်ပေါ့ဂုဏ်လူပဲဖြစ်တယ်ပေါ့ဘုရားရဲ့အမည်နာမကအမျိုးအနွယ်နာမည်နဲ့ခေါ်ရင်ဂေါတမမိဘကပေးထားတဲ့နာမည်နဲ့ပြောမယ်ဆိုရင်တိဋ္ဌထဂေါရမဒီလိုပဲခေါ်လို့ရတယ်ပေါ့အဲ့တော့ဗုဒ္ဓဆိုတာနာမည်မဟုတ်ဘူး title ဖြစ်တယ်ဒါကြောင့်မို့လို့ရှေ့က article ထည့်ရမယ်ဆိုပြီးတော့သဗုဒ္ဓလို့ခုခေတ်တော့ရေးလေးရှိကြတယ်ပေါ့တော်တော်များများအဲ့ဒီကွဲပြားခြားနားချက်ကိုမှတ်သားထားပြီးတော့ဗုဒ္ဓလို့ရှေ့ကရေးတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာအမည်နာမအနေနဲ့ရေးလို့ရှိရင် article မထည့်ဘူးဂုဏ်တူအနေနဲ့ရေးမယ်ဆိုလို့ရှိရင်တော့ article ထည့်ရတယ်လို့ Alexandra တက္ကရိတ်ဆိုတာလို့ပေါ့ article ထည့်ပြီးတော့ရေးတာအဲ့ဒါအင်္ဂလိပ်စာဖတ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီနှစ်ခုကွဲပြားခြားနားမှုရှိတယ်အဲ့ဒီမှာဗုဒ္ဓဆိုတာအမည်နာမမဟုတ်ဘူးပုဂ္ဂိုလ်မဟုတ်ဘူးဘွယ်ထူးများတာဖြစ်တယ်အမှန်သိတဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တိုင်းမှန်သမျှကိုဗုဒ္ဓဒါကြောင့်မို့ယောစဗုဒ္ဓင်္စဓမ္မင်္စသံဃင်္စတရဏဂတောမြတ်စွာဘုရားကတကယ်ဘေးကင်းရန်ကင်းတဲ့အနေရခသိမ်းကင်းငြိမ်းစေနိုင်တဲ့ကိုယ်ဝေယဆိုတာဖရာတရားတန်ခါပဲဖြစ်တယ်။ဘာကြောင့်ဘေးကင်းရန်ကင်းဖြစ်စေနိုင်တယ်လဲလို့ဆိုရင်မြတ်စွာဘုရားကိုကိုယ်ွယ်စိတ်ကပ်ခြင်းအပြင်မြတ်စွာဘုရားကအမှန်တရားကိုခေါ်ကြားပြီးမှန်ကန်တဲ့လမ်းကြောင်းနဲ့ဆုံးမသွန်သင်ပေးမှာဖြစ်တယ်။အဲဒီဆုံးမသွန်သင်ပေးတဲ့အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်ကောင်းကျိုးတွေရနိုင်တယ်လို့။ဒါပြင်အဲဒီလမ်းညွှန်ဆုံးသွန်သင်ပေးတဲ့အဆုံးအမတွေဆိုတာဘာတွေလဲလို့ဆိုဓမ္မ။ဒါကြောင့်မို့ဓမ္မကိုးဝယ်ရတဲ့ဆိုတာဓမ္မဆိုတာကျင့်သုံးမှုပဲ။တန်ခါဆိုတာတော့ဓမ္မကိုကျင့်သုံးလာတဲ့အနေနဲ့ကျင့်သုံးပြီးကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ဒါနကောင်းမှုပြုတဲ့အခါမှာနည်းနည်းလေးလှူပြီးများများရစေနိုင်တဲ့မြေကောင်းရေကောင်းတစ်ဖွဲ့ဖြစ်လို့တန်ခါကိုကိုးဝယ်တယ်လို့ဒီလိုဆိုတယ်။တနည်းအားဖြင့်တော့ဖရာအကြောင်းတရားအကြောင်းကိုတန်ခါတွေမှတစ်ဆင့်သာသိနိုင်တာဖြစ်သောကြောင့်တန်ခါကိုကိုးဝယ်ရတယ်လို့ဒီလိုဆိုတာပေါ့နော်။အဲ့တော့ဗုဒ္ဓဓမ္မတန်ခါလို့ဆိုတာဟာဒါကိုရင်ရည်ညွှန်းတာမဟုတ်ဘူးအလုံးဘယ်ခေတ်ဘယ်ကာလပဲဖြစ်ဖြစ်အမှန်သိတဲ့ပုဂ္ဂိုလ်ထိုမှန်သိတဲ့ပုဂ္ဂိုလ်ရဲ့အဆုံးအမထိုအဆုံးအမတိုင်းလိုက်နာကျင့်ကြံနေကြတဲ့ပုဂ္ဂိုလ်တွေလို့အဲ့ဒီပုဂ္ဂိုလ်တွေစီကမှအမှန်သိမှုကလည်းရရှိလာနိုင်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားယောစဗုဒ္ဓင်္စဓမ္မင်္စသံဃင်္စတရဏဂတောဒါဖြင့်ဘုရားဓမ္မတန်ခါကိုကိုးဝယ်တဲ့အခါဘလို့အကျိုးကျေးဇူးတွေရတော့ဆိုစတ္တာရိအရိယသစ္စာနိတမ္မပညာယပတ္တတိအမှန်တရား၄ချက်ကိုမှန်ကန်တဲ့ဉာဏ်နဲ့သိနိုင်တယ်အဲ့ဒါပညာရဖို့အတွက်ကိုးဝယ်တယ်လို့ဒီလိုပြောတာပဲဥပမာတစ်ခုကြည့်ကြည့်အောင်ယောဂဖြစ်ပြီဆိုလို့ရှိရင်ဘာကြောင့်ယောဂဖြစ်တယ်ဘယ်ဆေးတောက်ရင်ပျောက်တယ်လို့အသိဉာဏ်ရှိပြီးပညာဉာဏ်ထက်မြက်တဲ့စေတမာဆရာဝန်စီသွားကြတယ်။ဘာလို့သွားလဲဆိုရင်ဘာကြောင့်ဒီယောဂဖြစ်တယ်ဘယ်ဆေးတောင်းရမယ်ဆိုတာသိချင်လို့သွားတာလေ။အဲ့ဒီဆရာဝန်ကနေပြီးတော့ဒီယောဂဘာကြောင့်ဖြစ်တယ်ဘယ်ဆေးတောင်းရင်ပျောက်တယ်ဆိုတာကိုသူကညွှန်လိုက်မယ်။အဲ့ဒါလို့ညွှန်တဲ့အခါမှာလူနာလုံးတဲ့ပုဂ္ဂိုလ်ကဆေးကိုတောင်းအောင်
တောက်တဲ့အခါမှာယောဂပြောက်တယ်ဆိုအကျိုးရတယ်အဲ့တော့အဲ့ဒီအဓိပ္ပာယ်မျိုးပဲမြတ်စွာဘုရားစီသွားတယ်ဆိုတာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်ပြီးတော့ဒီအသိဉာဏ်နဲ့ဆုံးမဩဝါဒတွေကိုပေးလိုက်မယ်အမှန်တရားကိုထုတ်ဖော်ဟောကြားလိုက်မယ်ဆိုတဲ့အသိဉာဏ်ရဖို့အတွက်မြတ်စွာဘုရားစီသွားကြစိကကြစိကသည့်အတွက်ကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုရတယ်အဲ့ဒီအဆုံးအမတွေကိုလိုက်နာတယ်ဆိုတာစိတ်တောက်တဲ့သဘောပဲပေါ့အဲ့ဒါဆိုလို့ရှိရင်ဘုရားစီကအဆုံးအမရအဲ့ဒီအဆုံးအမတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်ဆင်းရဲဒုက္ခတွေကလွတ်မြောက်နိုင်တယ်လို့မြတ်စွာဘုရားကအမှန်ကန်ဟောပြနိုင်တဲ့ပုဂ္ဂိုလ်မျိုးနဲ့တွေ့မှမှန်ကန်တဲ့အသိဉာဏ်တွေရမှတန်တရားကိုဆင်းရဲလွတ်ကိုင်းနိုင်တယ်ဆိုတဲ့အကြောင်းကိုရှင်းလင်းပြောပြတဲ့အခါမှာအားလုံးအဂိတတရဲ့တပည့်တွေယသိတွေဟာအားလုံးပဲအမြင်မှန်ရသွားကြတယ်နောက်ဆုံးအဂိတတယသိကြီးပါယန္တာဖြစ်သူရောက်သွားကြပြီးတော့ဒီယသိတွေလမ်းလွဲပြီးတော့နေကြထိုင်ကြတာတွေအကုန်လုံးလမ်းမှန်ပေါ်ရောက်သွားတယ်